တကယ်လည်းတယောက်ကလူဝတ်ဆန့်ကျင်တဲ့ဘူးတီကလုံးကိုအနိကကြည့်ကိုတင်လိုက်တဲ့အချိန်မှာပဲမတော်တဆတွေ့ရှိခဲ့ပါတယ်ဘူးတီရဲ့ရွေးအစားကယူရက်ကြီးမားလာခဲ့ပြီးသူ့ကိုအရန်လန့်ထွက်စေခဲ့တာကြောင့်ရေကန်တွေကိုပစ်ချလိုက်ပါတယ်အဲ့နောက်မှာဖြစ်ပျက်ခဲ့တာကသူ့ကိုစကားမပြောနိုင်တော့လောက်ဖြစ်သွားစေခဲ့ပါတယ်ဘူးတီကအကန့်အသတ်မရှိတဲ့နေရာလူတစ်ခုပါဝင်နေပုံရပြီးရေကန်တကန်လုံးကိုခန်းချောက်သွားအောင်ဆွတ်ယူလိုက်ပါတယ်သူဘူးတီကိုပြန်ကောက်ကိုက်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့အလေးချိန်ကနည်းနည်းလေးမှပြောင်းလဲသွားခြင်းမရှိပါဘူးသူအရန်ကိုပျော်ရွှင်သွားခဲ့ပါတယ်တကယ်တော့သူမိဘတွေကဖျားနာပြီးဆုံးပါသွားခဲ့ကမိသားစုရဲ့လဲရမြေတွေကိုသူ့အတော်ရဲ့မိသားစုကတင်းပိုက်ထားခဲ့ပါတယ်သူတို့အသက်ကြီးလာတဲ့အချိန်မှာတော့သူ့အတော်လာသူ့ရဲ့ညီမကိုတခြားမိသားစုစီရောက်စားပြနေတော့ချင်းချောက်ခဲ့ပါတယ်သူညီမကိုကယ်တင်လိုက်ဖို့တခုတည်းသောနီလန်ကကောင်းနန်းဆယ်အိတ်ယူလာပေးဖို့ထစ်တယ်လို့သူမကပြောခဲ့ပါတယ်သူညီမကိုကာကွယ်ဖို့တော့ကောင်းလေးကတောင်နေတဲ့ကိုစွန့်စားဝင်ရောက်သွားခဲ့ပြီးဘူးသီးတဲ့ကရေကိုတီးနှံတွေပေါ်လောင်းချလိုက်တဲ့အခါအပင်တွေကအရင်ဆန်စွာကြီးထွားလာပြီးတညတဲ့နဲ့ရင့်မြတ်သွားခဲ့တယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူကကောက်နန်းတွေနဲ့အတူပြန်လာခဲ့ပါတယ်ဒါပေမဲ့သူ့အတော်ကခိုးယူလာတယ်လို့ဆွတ်ဆွဲပြီးသူမိသားစုကသူ့ဘကိုနတ်ဆန်စပါးအိတ်နဲ့ဆက်အကျွေးတင်နေသေးတယ်လို့ပြောပါတယ်ပြန်လည်မတုံပြန်နိုင်မဲ့သူကမောင်းထုတ်ခံလိုက်ရပါတယ်စိတ်ပြတ်အားငယ်စွာနဲ့သူကဘေးရင်ဆရာတယောက်နဲ့တွေ့ဆုံခဲ့ရမှာအဲ့ဒီဘေးရင်ဆရာကသူ့ရဲ့တောင်းနှံထေးနဲ့လွဲလဲဖို့နတ်ဆန်စပါးစီတစ်ဆယ်စီကန်လန်းခဲ့ပါတယ်ဘူးတီရဲ့စွမ်းနာကိုတုံးပြီးသူကအဲ့ဒီစပါးစီတွေကိုစိုက်ပြိုးလိုက်ကမကြခင်မှာပဲသူစိတ်ကူးထားတာတဲ့အများအိပ်ပိုးတဲ့အထိရိတ်သိမ်းနေခဲ့ပါတယ်သူအရန်ကိုပျော်ရွှင်သွားခဲ့ပြီးနောက်လင့်ချက်ကိုရှာဖွေတွေ့ပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့ဘူးတီကနတ်ဆန်စပါးတွေကိုသူ့ဘာသာသူဆုပ်ယူလိုက်ပါတယ်အစောပိုင်းမှာတော့သူထိတ်လန့်သွားခဲ့ပေမဲ့မကြခင်မှာပဲစပါးတွေကပျောက်သွားတာမဟုတ်ပဲဘူးတီကျမှတိုးလောင်ထားတာပဲဖြစ်တယ်ဆိုတာကိုသိရှိသွားပါတယ်